အားလုံးပဲမင်္ဂလာပါစစ်ဆန်ဆိုတဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာကတော့ laptop ရဲ့အားနည်းချက်တွေအကြောင်းကိုအဓိကပြောပြပြီးတော့မှာဖြစ်ပါတယ်အားနည်းချက်တွေဆိုတာကဒါ laptop မှာမကောင်း laptop ကနော် notebook PC တွေကမကောင်းလို့ဆိုတော့မဟုတ်ဘူးသူ့ရဲ့ဒီဖြစ်လာနိုင်တဲ့အားနည်းချက်တွေသူ့ရဲ့ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေကိုအဓိကအနေနဲ့ရှင်းပြပြီးတော့မှာဖြစ်တယ်အဲ့တော့ကိုရွေးချယ်တဲ့အခါကျလို့ရှိရင်တည်တည်ချာချာလေးရွေးချယ်လို့ရအောင်ပေါ့နော်laptop PC တွေကအချိန်ကြာလာတဲ့အခါကျလို့ရှိရင်ဒီပထမဆုံးတက်တဲ့ပြဿနာကဒီတက်လာတာမျိုးနော်တနည်းအားဖြင့်အပူချိန်တက်လာတာစက်ထဲမှာအပူချိန်တွေတက်လာတယ်ကိုကအများနဲ့တုံးနေရပဲစနစ်တကျတော့တုံးတယ်ဒါပေမဲ့အချိန်ကြာလာတဲ့အခါကျလို့ရှိရင်ဒီအထဲမှာအုံမုတ်တွေနော်ပြီးသွားလို့ရှိရင်ဒီညစ်ကြေးတွေစက်ရဲ့အပူချိန်ရောက်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲအပူချိန်တက်တဲ့ပြဿနာတွေဒီအရာတွေကြောင့်မို့လို့ဒါ fan တွေအလုံးမလုံးတာမျိုးCPU fan တွေအလုံးမလုံးတာမျိုး CPU fan ကနေပြီးတော့ဒီလုံလောက်တဲ့အပူချိန်ဆွန့်ထုတ်မှုကိုမလုပ်ပေးနိုင်တာမျိုးတွေဆိုလို့ရှိရင်ဒါ laptop မှာတွေ့ကြနိုင်တဲ့အများဆုံးပြဿနာပဲ laptop တိုင်းမှာလည်းဒီပြဿနာကိုတက်တယ်။နော်အဲ့ဒါပြီးသွားလို့ရှိရင်တော့ battery ပြဿနာ battery တွေကဆက်တော့ဝယ်လိုက်ခြင်း brand new ပဲထားပါတော့ brand new ဆက်တော့ဝယ်လိုက်ခြင်းမှာတော့အနည်းဆုံးခံတယ်2နာရီ4နာရီနော်တစ်ခါတချို့ laptop တွေဆိုလို့ရှိရင်ဒီ6နာရီလောက်ဒီခံတာတွေရှိတယ်ဈေးများတယ်ဟုတ်ဒါပေမဲ့ဒီ high end laptop တွေ high end notebook တွေမှာဆိုလို့ရှိရင်တော့ဒီလိုမျိုး6နိုင်လောက်ဒီခံတဲ့အားတွေရှိတယ်ကိုသုံးတဲ့အခြေအနေပေါ်မှာလည်းမူတည်ပြီးတော့ battery ရဲ့ life span တက်နည်းနည်းလေးကွာသွားသေးတယ်အဲ့တော့ဒီ battery ပြဿနာကအချိန်ကြာလာတဲ့အခါကျတော့4နိုင်လောက်ခံတဲ့ဟာက2နိုင်လောက်ပဲခံတော့တာမျိုးအဓိကကတော့ကိုကဒီ laptop battery ကိုလုံးဝအားကုန်သွားတဲ့အထိနော် 0% ဖြစ်တဲ့အထိတုံးတာမျိုး 20% အောက်ကျတဲ့အထိတုံးတာမျိုးပြီးသွားလို့ရှိရင်ဒီ power plug ကိုအမြဲတမ်း plug on လုပ်ပြီးတော့တုံးတာမျိုးတွေဆိုလို့ရှိရင်တော့ဒါကဒီ battery ရဲ့တက်တန်းကိုကျစေနိုင်တာပဲဆိုတော့ကိုကပုံမှန်လေးပဲတုံးတယ်နော် battery ကိုလည်းခုနလိုမျိုးဒီ 20% out တို့နော် 0% down ကျသွားတဲ့အထိတို့ပြီးတော့ရှင် plug in လုပ်ပြီးတော့တုံးတာမျိုးတို့ဒီလိုမျိုးမလုပ်ဘူးဆိုရင်တော့မှပဲသူ့ရဲ့ battery တက်တန်းကကာလပိုင်းခြားကြာလာလို့ရှိရင်နော်ဒီကာလပိုင်းခြားဆိုတာအနည်းဆုံးတစ်နှစ်လောက်ကြာလာလို့ရှိရင်တော့မှပဲနော်အနည်းဆုံးတစ်နှစ်လောက်ကြာလာလို့ရှိရင်တော့မှပဲသူ့ရဲ့ battery percent ကရော့သွားတာမျိုးရှိ battery percent ဒီအများကြီးရော့တာမျိုးမလိုချင်ဘူးဆိုလို့ရှိရင်တော့ရိုးဒီDell တို့ Acer တို့မျိုးစားတွေနော် brand မျိုးစားတွေတက်စားလို့ရှိရင် MacBook မျိုးစားတွေကိုဝယ်ပြီးတော့သုံးတာကပို့ပြီးတော့အဆင်ပြေလိမ့်မယ်ဒါlaptop PC notebook PC သုံးတဲ့အခါကြလို့ရှိရင်အများစုကြုံတွေ့ရမယ်အဓိကပြဿနာဖြစ်တယ်